ကဲစားဖို့အတွက်ထမင်းခူးပါမယ်လို့စားပါမယ်ဒါကတော့အခုချက်လိုက်တဲ့ဟင်းပေါ့နော်ဒါရဲ့တူစရာရဲ့ပေါ့နော်သမင်းရဲ့စားမယ်ဆိုတော့စားတဲ့ခါမှာဒီမှာကျွန်တော်အလုပ်အပြင်မှာကိုယ့်ရဲ့လုပ်ပေါ်ကိုင်မဲ့တွေနဲ့တွေ့တာပဲဖြစ်ဖြစ်ပေါ့နော်ပြီးရင်အလုပ်မှာသမင်းစားတာပဲဖြစ်ဖြစ်အများအားဇုံးနဲ့ခင်းနေပဲစားရတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့လက်နဲ့ပဲစားမှာဖြစ်ပါတယ်လို့နော်ဒီနေ့ကတော့လက်နဲ့စားမယ်တို့နေရွာလို့ပေါ့နော်လက်နဲ့ပဲသမင်းစားမှာဖြစ်ပါတယ်ရွာကိုအလွမ်းပြေပေါ့နော်ရွာကိုအလွမ်းပြေဖြစ်တဲ့ငါးနဲ့မကြီးသီးဟင်းပေါ့နော်အဲ့ဟင်းညုတ်သီးလေးနည်းနည်းနဲ့ပေါ့နော်ပြီးရင်တိုးစရာနဲ့ဒီနေ့စားမှာဖြစ်ပါတယ်ကဲပူပူနွေးနွေးလေးပဲဟိတ်စားမယ်လို့ကောင်းရဘရိုကိုလီပြုတ်ထားတာဆရာပဲကောင်းတယ်